မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့2026ခုနှစ်ဖေဖော်ဝါရီလကုန်ထိနင်္လာတနင်္ဂနွေရဲ့အတွက်ထူးခြားတဲ့ကံကြမ္မာ house တော်လက်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီလကုန်ထိမှာနင်္လာသမီးတွေကတိုက်ခါနေကြရတဲ့အောင်မြင်မှုရမယ့်ကံမျိုးရှိနေအားတွေကိုသတိထားရမလဲခုနအဆုံးထိကြည့်ပြကြပါဦးခင်ဗျာကဲလောက်တိုင်းပန်းကိုအရင်ကြည့်အောင်ဒီလကုန်ထိမှာနင်္လာသမီးတွေဟာဒီမျိုးကြားဘာသာကြားတွေစီကအကူအညီကောင်းတွေရလာနိုင်တယ်အရင်ကရက်တက်နေတဲ့အလုံးကဟောင်း project ဟောင်းတွေရှိရင်ပြန်စတင်မှကောင်းဆုံးအချိန်ပါပဲဒါပေမဲ့တော့ခုတတိထားရမှာကအလုပ်ထဲမှာအောက်လက်ငယ်သားဒါမှမဟုတ်တော့ကိုင်မတ်တွေနဲ့ခါနေရတတ်ပါတယ်ကိုယ့်ရဲ့လုပ်ငန်းလိုဝတ်ချက်ကိုအတုကုန်မှပုံမှန်ပြောဖို့အထူးသတိပေးချင်ပါတယ်ဝင်ကြီးပိုင်းမှာတော့ဝန်ဒလော့လက်ဖန်လေးတက်ပြီးအလိုသားနဲ့လူမှုရေးကိစ္စတွေတက်သုံးစိတ်များနေပါလိမ့်မယ်အခြေပိုင်းမှာဂျိုဗီမျိုးတွေအတွက်စိတ်လှုပ်ရှားစရာကောင်းပါတယ်ချစ်သူတရားတပင်နဲ့လူနှစ်ယောက်ကြောင့်မှဘွယ်ရခဏနေတဲ့အခြေအနေမျိုးတွန်းရနိုင်ပါတယ်အိမ်တော်တွေကတော့အင်းလေးခါရပါလိမ့်မယ်ဒါပေမဲ့ကိုယ့်ရဲ့အိမ်တော်ဘက်ကျမကြီးညံ့တဲ့အနေငယ်ကိစ္စတွေကိုလိုပါလိမ့်မယ်ကျမကြီးမှာတော့အာယုံကြောအားနေတာမျက်စိညောင်းတာနဲ့ပေါင်လိုက်တာမျိုးတွေဖြစ်တတ်ပါတယ်အထူးသဖြင့်အုံးတဲ့ကူကအသုံးများလို့တည်ထားညဘက်အေးရကြတာမျိုးကြည့်အောင်ဒီစိုက်ပြကြပါအောင်ကဲတန်စာကိုတော့ပြောင်းတော့အောင်တရားလေးလေးလုပ်ပြကြရအောင်ဒီလကုန်လေးအဝါရောင်ပါတဲ့အဝတ်အစားဒါမှမဟုတ်3000လေးတွေကိုသုံးပြပါကြရအနေနဲ့ကတော့အင်္ဂါဖေးရမှာကော်ဖီဒါမှမဟုတ်ငါတို့ဘလူပြီးလူရစတောင်းနိုင်ပါတယ်တနိုင်ရင်ပတိရွယ်အိုတူစေဝါဒါမှမဟုတ်ဖြစ်စဉ်နဲ့အစားတောက်လေးတွေဒါတော့ပြုပြီးလိုက်ကြပါဒါဆိုရင်တော့မကောင်းတာတွေပတ်ပြောက်ပြီးကောင်းကျိုးတွေခံစားမှာဖြစ်ပါတယ်ဒီနေ့တက်ဆက်ပေးခဲ့တဲ့ဗီဒီယိုဟောစာတောင်းကိုဟောကြားရဆိုရင် like နဲ့ share လုပ်ပေးခဲ့ပါဦးနောက်ထပ်လည်းနေ့နာလိုက်ဟောစာတောင်းတက်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်လိုက်ကြပါဦးအားလုံးပဲကောင်းကောင်းချင်းချင်းနိုင်ဆိုင်နိုင်ကြပါစေ